လက်ဘနွန်နိုင်ငံဘေရွတ်မြို့လယ်မှာရှိတဲ့လူနေထူထပ်တဲ့အိုင်ရှာဘတ်ကရက်ကွက်ကိုအစ္စရေးကညတွင်ချင်းလေးချောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာလူနေတိုက်ခိုက်တစ်ခုကိုတိုက်ရိုက်ထိမှန်ခဲ့ပြီးလူအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရအနည်းဆုံးလူ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရတဲ့နေရာဟာလူနေအိမ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေရောနှောတည်ရှိနေတဲ့စီးကားရအရာဖြစ်ပါတယ်။အခုလိုကြိုတင်တတိပေးချက်လုံးဝမရှိဘဲရုတ်တရက်တိုက်ခိုက်ခံရတဲ့အတွက်ဒေသခံပြည်သူတွေကြားမှာစိုးရိမ်ထိတ်လန့်မှုတွေအလွန်မြင့်တက်နေပါတယ်ခင်ဗျာလက်ရှိအချိန်အထိလက်ဘနွန်နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ပဋိပက္ခတွေကြောင့်တေဆုံးသူစုစုပေါင်း900ကျော်ရှိလာပြီဖြစ်ပါတယ်ဒါအပြင်